နှလုံးကတကူလုံးကိုသွေးပို့သွားသလိုသူ့ကိုယ်သူပြန်ပို့တဲ့သွေးကြောတွေရှိတယ်။အဲဒီသွေးကြောကကျင်းတာအများဆုံးဖြစ်တယ်။ဒါကြောင့်မလို့ဒီယောဂကနှလုံးသွေးကြောချင်းယောဂကမ္ဘာနံပါတ်1လူသက်အများဆုံးယောဂဖြစ်တယ်။ကျင်းရခြင်းအကြောင်းရင်းကတော့စီများတဲ့အစားအစာတွေစားလို့ဖြစ်တယ်။အဲ့တော့သွေးကြောနေရလေးက3လွှာရှိတယ်။သွေးထဲမှာအဆီတွေများလာတဲ့အခါမှာအဲ့အဆီတွေကပထမအလွှာနဲ့ဒုတိယတစ်လွှာကြားထဲမှာတဖြည်းဖြည်းအနေထိုင်အောင်းလာပြီးတော့သွေးကြောကိုကျင်းစေတယ်။ဒီအခါမှာသွေးထဲမှာရှိတဲ့သွေးနီယူတွေသွေးမွှာတွေကစီးဆင်းမှုမကောင်းတော့ဘူး။သွေးမွှာတွေကတဖြည်းဖြည်းနဲ့ဖြစ်လာမယ်။အဲ့ဒီအခါမှာခဲကျင်သလိုဖြစ်လာမယ်။စီများတဲ့အစားအစာကိုတနေ့ပြီးတနေ့စားလေပထမအလွှာနဲ့ဒုတိယအလွှာကြားထဲမှာစီတွေစုပြီးတော့အောင်းလာလေသွေးကြောကျင်းလာလေသွေးတွေပြက်လာလေဒါအပြင်ပထမအလွှာလေးကတဖြည်းဖြည်းနဲ့ပြေးသွားမယ်အဲဒီခါမှာသွေးထဲမှာရှိတဲ့ပြက်နေတဲ့သွေးတွေကအဲဒီပြေးနေတဲ့နေရာလေးမှာပိတ်မိပြီးတော့စုခဲသွားမယ်ဒါဆိုရင်တော့သွေးကြောကပို့ပြီးတော့ကျင်းသွားတာကိုခံစားရမယ်ငကိုရီးယားအစီကြောင့်သွေးကြောကျင်းပြီးတော့သွေးပြက်စရှိတယ်ဆိုတဲ့သူကစိတ်ဖိစီးခံရင်မကောင်းပါဘူးဒါကြောင့်ဘာကြောင့်လဲဆိုတော့စိတ်ဖိစီးတဲ့အခါကျလို့ရှိရင်အုံနောက်ကနှလုံးသွေးကြောနေရာတွေကိုနှုံဆော်ပြီးတော့သွေးကြောနေရာတွေကိုပို့ပြီးကျင်းစေတဲ့အတွက်ကြောင့်လို့ဖြစ်တယ်ငကိုရီးယားကျင်းနေတော့ဒါနဲ့ပါကျင်းသွားပြီဆိုလို့ရှိရင်ပိတ်ပြီးတော့ရုပ်တရက်နှလုံးသွေးကြောကျင်းသမားကတိတ်ဆုံးသွားနိုင်ပါတယ်ဒီလိုသွေးကြောတွေကျင်းနေတဲ့အခါကျတော့သွေးကြောတွေမှာရှိတဲ့အောက်ဆီဂျင်တွေဂလူးကို့စ်တွေကိုအောက်မှာရှိတဲ့နှလုံးဆဲတွေကအလုံလောက်ရရှိမှာမဟုတ်ပါဘူးကျင်းနေတဲ့နေရာပိတ်ဆို့နေတဲ့နေရာအောက်မှာရှိတဲ့ဆဲလေးတွေကသွေးထဲမှာရှိတဲ့အာဟာရကိုအလုံလောက်မရရှိတဲ့အခါမှာတော့တပိတ်ပိနဲ့ပျက်စီးယိုယွင်းပြီးတော့တိတ်ဆုံးလာတာကိုတွေ့ရပါလိမ့်မယ်နှလုံးဆဲလေးတွေကပျက်စီးလာတော့လူကနှလုံးကဘယ်ဘက်မှာရှိတဲ့အခါကျတော့ဘယ်ဘက်ရှင်ဘက်ကအောင့်တာကိုခံစားရမယ်။အဲဒီနာကျင်မှုကတပြေးပြေးနဲ့ကူးဆက်လာမယ်။ရှင်ဘက်တစ်ခုလုံးအရှိရောအနောက်ကောနာပြီးတော့ကြောနေခြင်းနဲ့ညှက်အောင်တာအဲဒီနာကျင်မှုကနေမှတစ်ဆင့်ပူတယ်လို့ပါခံစားရပြီးတော့ရှင်ဘက်တွေပူတာလယ်ပင်တွေပူတာလက်မောင်းအပေါ်ပိုင်းတွေပူတာဘိုက်တွေပါပူတဲ့အဆင့်ထိရောက်လာမယ်။အုံနောက်ကနှလုံးမှာဆဲပျက်စီးတာကိုအာယုံခံအနေငယ်မှားပြီးတော့နှလုံးနာတာကိုလက်နာတာဆိုပြီးတော့အာယုံမှားခံမင်းလည်းဘယ်ဘက်လက်ကြိုက်တယ်ဆိုတာကိုလည်းခံစားရမယ်။ပထမပိုင်းမှာလှုပ်ရှားမှုမရှိဘူးငြိမ်နေတယ်ဆိုလို့ရှိရင်တော့နှလုံးကသွေးသိမ့်မလို့တဲ့အခါကျတော့တက်တာပဲမဲ့နောက်ပိုင်းသွေးကြောတအားကျင်းသွားတဲ့အခါမှာတော့နှလုံးကရတဲ့လောက်ကိုမရတော့တဲ့အခါမှာငြိမ်နေအောင်မှပဲခုနလက္ခဏာတွေဖြစ်တဲ့ကြောနဲ့ရင်နဲ့ညှက်အောင်တာအသက်ရှူမဝသလိုဖြစ်လာတာတွေခံစားရလိမ့်မယ်။နှလုံးသွေးကြောကျင်းသမားလူနာတွေအတွက်အဓိကအကြီးဆုံးကယ်တင်ရှင်အသက်ကယ်ပေးမဲ့တက်တန်းတိုးပေးမဲ့ဆေးလေးတစ်မျိုးကတော့သွေးကျဲဆေးပဲဖြစ်တယ်ဒီဆေးကိုတောက်တော့မှာပဲတက်တန်းကပို့ပြီးတော့ရှိလာမယ်သွေးတွေပါခဲနေဆိုလို့ချင်းလည်းသွေးခဲပျော်ဆေးကိုတောက်ရမယ်ဒီသွေးကြောကြီးကကျင်းနေတဲ့သွေးကြောကိုဓာတ်ရိုက်ချက်ရမယ်ဆေးတွေလည်းပေးထားမယ်ရုပ်တရက်စိတ်ဖြစ်စီလို့ရှင်လည်းသွေးကြောကပိုကျင်းသွားနိုင်တဲ့အတွက်ကြောင့်မလို့ဒီသွေးကြောကိုရုပ်တရက်ချက်လို့ရအောင်ရှာအောင်ငုံစေအားဖြန်းဆေးဖြစ်တဲ့ nitroglycerin ဆိုတဲ့ဆေးကိုပေးထားမှာဖြစ်တယ်ဒါကတော့ရေပေါ်3ထိုက်တဲ့ဆေးပဲဖြစ်တယ်နှလုံးသွေးကြောကျင်းတော့နှလုံးကသူ့ကိုယ်သူသွေးမြန်ပို့ဖို့ဆိုပြီးတော့မြန်ခုန်တယ်အဲ့ကမှာနှလုံးဆဲတွေပျက်စီးနိုင်တယ်ဒါကြောင့်မို့နှလုံးထိန်းတဲ့ဆေးကိုလည်းပေးရမှာဖြစ်တယ်ချုပ်ကတော့နှလုံးမှာရှိတဲ့သွေးကြောနေရာတွေမှာအဆီတွေကအနေထိုင်ပြီးတော့သွေးပြစ်ပြီးတော့သွေးကြောကျင်းလာတဲ့အခါမှာနှလုံးယောဂါကိုခံစားရမယ်။ဘာကြောင့်လဲဆိုတော့နှလုံးကသူ့ကိုယ်သူသွေးအလုံးလောက်မပို့နိုင်တော့ဘူး။သူ့မှာရှိတဲ့သွေးကြောတွေကကျင်းလာတဲ့အခါကျတော့သူ့မှာရှိတဲ့သွေးကအောက်ဆီဂျင်ကိုနဲ့ဂလူကို့စ်ကိုအလုံးလောက်မရရှိနိုင်တဲ့အခါမှာရင်ဘတ်တွေစူအောင်လာမယ်။အဲ့လိုရင်ဘတ်တွေစူအောင်လာတော့ငါမြန်ပို့မှာသွေးကြောထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့ဂလူကို့စ်ကိုငါရမှာပဲဆိုပြီးတော့မြန်ကုန်တယ်။မြန်ကုန်ပြီးမှသွေးကြောကျင်းနေတဲ့အခါကျတော့အောက်ဆီဂျင်နဲ့ဂလူကို့စ်ကိုအလုံးလောက်မရရှိပြန်ဘူး။မြန်ကုန်ရတဲ့အခါကျတော့အောက်ဆီဂျင်နဲ့ဂလူကို့စ်ကိုပို့လို့ရတယ်။ပို့လို့တော့ပို့ပေမဲ့ပို့မရတာပဲရှိတဲ့အခါမှာရှင်တုံပြီးတော့ပို့ပြီးတော့ဆဲတွေပျက်စီးလာပြီးရှင်စူးအောင်တာအဖက်တင်မယ်ပို့ပြီးတော့မြန်ပို့ရတာပဲအဖက်တင်မယ်နောက်ပိုင်းကျတော့နှလုံးလုံးဝဆဲတွေပျက်စီးသွားပြီးတော့နှလုံးကျဆုံးသွားတဲ့အဆင့်ထိရောက်ရှိလာနိုင်တယ်ဒီထဲမှာအဆီတွေများလာတယ်အဲ့အဆီကနှလုံးသွေးကြောနေရာမှာတွားပြီးတော့ကပ်ပြီးတော့အောင်းလာတယ်နှလုံးသွေးကြောကျင်းလာတဲ့နေရာမှာသွေးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအရင်သင်ခန်းစာမှာသင်ခဲ့တဲ့သွေးထဲမှာရှိအဆီတွေချစေသွေးကျဲစေကိုပေးရမှာဖြစ်တယ်အဲ့လိုမျိုးသွေးကြောကျင်းလာပြီဆိုတော့နှလုံးကသွေးထဲမှာပါတဲ့အောက်ဆီဂျင်နဲ့ဂလူကို့စ်တွေကိုအလုံးလောက်မရရှိတော့ဘူးဒါကြောင့်ဆိုလို့ရှိရင်နှလုံးကပို့ပြီးတော့အားနေလာမယ်ဒါကြောင့်နှလုံးကသွေးထဲမှာရှိတဲ့ဂလူကို့စ်ကိုများသုံးဆွဲပြီးတော့အောက်ဆီဂျင်ကိုနည်းနည်းပဲလိုရလေအောင် trimetazidine ဆိုတဲ့ဆေးကိုပေးခြင်းအပြင်နှလုံးအားကိုပိုရရှိစေမှာဖြစ်တယ်။ဒါကြောင့်မလို့သူနှလုံးအားသေးလို့ခေါ်တဲ့တောက်ဆေးဖြစ်တဲ့20ကနေ35မီလီဂရမ်ဒီတစ်နေ့ကို3ချိန်ကနေ2ချိန်ထိပေးတယ်။ဘာကြောင့်လို့အဲ့လိုရေးထားလဲဆိုတော့20ဆို3ချိန်ပေးတယ်35ဆို2ချိန်ပေးတယ်လို့ဆိုလိုတာဖြစ်တယ်။ကဲကောင်းပြီနှလုံးသွေးကြောကျင်းလာတဲ့အခါမှာရှင်ဘက်ကစူးအောင်လာမယ်။ဘာကြောင့်လဲဆိုတော့နှလုံးသွေးကြောမှာရှိတဲ့နှလုံးသွေးကြောပေးနာမှာရှိတဲ့ဆဲလေးတွေကသွေးကြောနေမှာအာဟာရကိုအလုံးလောက်မရရှိတော့ဆဲလေးတွေသေသွားတာကိုကျွန်တော်တို့ညာဘက်ရှင်ဘက်အောက်နယ်လို့ခံစားမှာဖြစ်တယ်။ဒါကြောင့်မလို့အဲ့မှာရှိတဲ့ဆေးကနံပါတ်1 isosorbide mononitrate နံပါတ်2 isosorbide dinitrate နံပါတ်3 glycerin trinitrate ဆိုတဲ့ nitrate နဲ့စုံတဲ့ဆေးတွေသူတို့မှာ nitric oxide ပါတယ်သူတို့ကသွေးကြောကျင်းနေတဲ့ဟာကိုအဲ့ nitric oxide ဆိုတဲ့ gas တွေကပြန်ချက်ပေးလိုက်မယ်ဆေး3မျိုးက monoditrate ဆိုတော့ trin ကအမြင့်ဆုံးဖြစ်တယ်ကဲ
mononitrate ကတောက်စေ10 mg တစ်နေ့ကို2ချိန်တောက်ရတယ် dinitrate ကကျတော့ SL sublingual လို့ခေါ်တဲ့ရှာအောက်မှာငုံရတယ်ရုပ်ရည်တအားရင်စုအောင်လာပြီဆိုလို့ရှိရင်ရှာအောက်မှာငုံပြီးတော့တက်ကယ်စေသဘောမျိုးနဲ့သူ့ကိုပေးရတယ်ရှာအောက်တတွေးကလန်းကနေမှတစ်ဆင့်ဝင်ပြီးတော့နှလုံးသွေးကြောနေရံကိုတိုက်ရိုက်ချက်ပြီးတယ်နံပါတ်1ထပ်ပုံမြန်တယ်နံပါတ်1ဆိုတဲ့ဆေးကဦးလန်းကြောင်းကနေမှတစ်ဆင့်စုပ်ယူပြီးတော့မှသွေးထဲကိုရောက်တယ်အသေးကိုဖြတ်တန်းပြီးတော့မှနှလုံးကနေမှတစ်ဆင့်တစ်ကိုယ်လုံးပို့ပေးပြီးတော့မှရောက်တာနံပါတ်2ကကျတော့တတွေးကလန်းကနေမှတစ်ဆင့်ရှာအောက်ကနေမှတစ်ဆင့်ကျွန်တော်တို့နှလုံးကိုတန်းရောက်ပြီးတော့သွေးကြောကိုချက်ပြီးတဲ့အတွက်ကြောင့်မလို့နံပါတ်2ဆေးကအရန်ကောင်းပြီးတော့အရန်အောင်မှတက်ကယ်ပြီးတဲ့အရေးပေါ်ဆောင်းထားမယ်ဆေးဖြစ်တယ်5 to 10 mg တစ်လုံးကနေနှလုံးနဲ့ရှာအောက်ကိုငုံနိုင်တယ်တစ်ချိန်ကနေ3ချိန်ငုံနိုင်တယ်နောက်ဆုံးတစ်ခု glycerin trinitrate သူကကျတော့ဒီရှာအောက်မှာငုံတာတက်ပို့ပြီးတော့လွယ်တယ်ရှာအောက်မှာငုံတာကျတော့တပေးပေးပျော်ကြွားပြီးတော့တတွေးကလန်းနဲ့ဝင်သွားဒီ glycerin trinitrate ကျတော့ spray လို့ခေါ်ရှာအောက်ကိုဖျန်းလိုက်ပြီးဆိုတာနဲ့ 2.6 mg ဖျန်းလိုက်ပြီးဆိုတာနဲ့တစ်ချက်ဖျန်းလိုက်ပြီးဆိုတာနဲ့တဖေးဖေးစောင့်စရာမလိုပဲနဲ့ချက်ချင်းကိုအဲ့အရေတွေကသွေးကြောတဲ့ကိုဝင်သွားပြီးတော့နှလုံးကိုသွားပြီးတော့တိုက်ရောက်ပြီးတော့နှလုံးသွေးကြောကိုချက်ပြီးမှဖြစ်တယ်ဒီဖျန်းလိုက်တဲ့အခါမှာဖျန်းပြီးချင်းနှလုံးသွေးကြောကျင်းတာလက္ခဏာရေစုအောင်တာတက်တာသွားမယ်ဒါပေမဲ့တိတ်မကြသေးဘူးပြန်ဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့3မိနစ်ကနေ4မိနစ်ချားစီမှာဖျန်းလို့ရတယ်ဒါပေမဲ့ဒါကို3ချိန်ထပ်တော့ပို့ပြီးဖျန်းလို့မရဘူးတစ်ခါဖျန်းရင်တစ်ချိန်ကနေ2ချိန်ဖျန်းလို့ရတယ်3-4မိနစ်စောင့်လိုက်လို့မတက်တာစေဆိုတော့နောက်တစ်ခါထပ်ဖျန်းလို့ရတယ်3-4မိနစ်စောင့်လိုက်လို့တက်တာစေဆိုတော့နောက်တစ်ခါထပ်ဖျန်းလို့ရတယ်3ချိန်ဖျန်းပြီးတော့မှမတက်တာစေဆိုလို့ရှိရင်တော့ဆေးရုံသွားပြီးတော့ဒီနှလုံးသွေးကြောမှာအရန်ကျင်းပြီးပိတ်နေတဲ့အဆီတွေနေရာမှာသွေးခဲမလို့ဖြစ်တဲ့အတွက်ကြောင့်သွေးခဲပျော်သွားအောင်လို့ကျွန်တော်အရင်တော့သင်ခဲ့တဲ့သွေးခဲပျော်စေသွေးခဲမှာဆိုလို့ကောက်ွယ်တဲ့ enoxaparin ဆိုတဲ့ဆေးမျိုးကိုပေးရတယ်။ကဲကောင်းပြီ။အဲ့တော့နှလုံးသွေးကြောကျင်းသွားတဲ့သူကသူ့ရဲ့နှလုံးကသွေးကြောကနေမှအာဟာရကိုအလုံးလောက်မရတော့အော်ငါမြန်ပို့ပေးမှာပဲငါ့ကိုအာဟာရတွေပို့ရတော့မှာလို့သူ့ကိုယ်သူထင်ပြီးနှလုံးကမြန်ခုန်တယ်အဲ့တော့နှလုံးမြန်ခုန်လေအာဟာရတွေပို့လို့လေလိုတဲ့အာဟာရကလည်းသွေးကြောကျင်းတော့ပိုမရလေဖြစ်တဲ့အခါမှာနှလုံးကပိုပြီးပျက်စီးလာတာပဲရှိနေမှာဒါကြောင့်မလို့နှလုံးခုန်ကိုကျွန်တော်တို့ထိမ့်ပေးဖို့လိုတယ်ထိမ့်ပေးရမယ့်ဆေးတွေကကျွန်တော်တို့က9မျိုးတနည်းအားဖြင့်10မျိုးတိကျွန်တော်တို့ပိုင်းထားတယ်ပထမ9မျိုးကလောနဲ့ဆုံးတယ်အတီနိုလောဘီဆိုပရိုလောပရိုပရာနိုလောမီတိုပရိုလောနဲ့ကာဗီတိုင်းလောဖြစ်တယ်အောက်က9မျိုးကကျွန်တော်နာမည်ပြောက်တော့ဖြစ်တဲ့ ivermectin, diltiazem, verapamil, diltiazem နဲ့ verapamil ကျွန်တော်သွေးတိုးကြစီထဲမှာတွေ့ခဲ့တယ်ဆိုတော့သွေးတိုးရင်လည်းသုံးတယ်နှလုံးယောဂမှာလည်းသုံးတယ်နံပါတ်4 digoxin နဲ့နံပါတ်5 imidodrone ဆိုတဲ့ဆေးပဲဖြစ်တယ်ကဲဒီဆေးတွေအားလုံးကနှလုံးခုန်ထိန်းလိုက်ခြင်းအပြင်နှလုံးကနေအောက်ဆီဂျင်နဲ့ glucose တွေအများကြီးလိုတာကိုတားလိုက်တာပဲဖြစ်တယ်။ဘာကြောင့်မြန်ခုံမယ်ဆိုလို့ရှိရင်မြန်လိုမှာဆိုလို့မြန်လိုတော့လဲတွေးကြောကျင်းနေဆိုလို့ရှိရင်တော့သူကပို့လို့မရတဲ့ခါကျတော့ဒီလိုမျိုးခုံတာကိုထိန်းလိုက်ခြင်းအပြင်နည်းနည်းပဲလိုမယ်ဆိုလို့ရှိရင်ဆေးပြက်စီးတာကိုနှလုံးအောက်နာကိုတက်တာစေမယ်ဆိုတဲ့သဘောမျိုးနဲ့ပေးတာဖြစ်တယ်။အဲ့တော့ဒီနံပါတ်1ကနေနံပါတ်5ဒီလောတွေမှာ18လောက50 mg တစ်နေ့တစ်ချိန် bisoprolol ကလည်းတစ်နေ့တစ်ချိန် propranolol ကလည်း40ကနေ80တစ်ချိန် metoprolol က25နဲ့50တစ်ချိန်နဲ့ carbidoin လောကတားထူဆန်နဲ့သူ့ရဲ့ mg က3.125ကနေ6.25 mg ဒီတစ်နေ့ကို2ချိန်ထိပေးလို့ရတယ်။အောက်ကရှိတဲ့ဆေးငါးမျိုးကကျတော့အရန်ဟိုမှာတီးတဲ့နှလုံးယောဂမှာနှလုံးခုန်တာမှန်တာနှလုံးနဲ့ဗျံပတာခုန်တဲ့ပုံစံမျိုးတွေးနှလုံးမှာရှိတဲ့တက်တစ်မျိုးလိုအပ်တဲ့ချို့တဲ့တာမျိုးမှာကျွန်တော်တို့ကသုံးတာဖြစ်တယ်။ဒါကိုသုံးဖို့ဆိုလို့ရှိရင်တော့ CT scan နဲ့ ultrasound နဲ့ X-ray တွေသေချာရိုက်ပြီးတော့မှဒီဆေးကိုအသုံးပြုနိုင်တယ်။ဒီမှာရှိတဲ့ ivermectin တို့ imidodrone တို့ကျတော့အပေါ်မှာရှိ isosulfite mononitrate dinitrate တို့ဆေးမျိုးလိုပဲသူကနှလုံးစုအောက်နာကိုပို့ပြီးတော့လည်းတက်တာစေတယ်။ကဲဒီအောက်ကဆေး5မျိုးကကျတော့တိကျတဲ့နှလုံးယောဂမှာသုံးပြီးအပေါ်က1နဲ့3နဲ့5ကကျတော့အသုံးတအားများတယ်။အဲ့လော5မျိုးမှာအသုံးအများဆုံးကတော့ metoprolol နဲ့ carbidoin လောကအသုံးအများဆုံးဖြစ်တယ်။ဟုတ်ပြီဒီဆေးစုပေါင်းကျွန်တော်ပြောလိုက်တဲ့အထက်မှာနံပါတ်1ကနှလုံးအားဆေးနှလုံးသွေးကြောကျဉ်သမားကိုကျွန်တော်တို့သွေးထဲမှာရှိအဆီတွေကျသွားတဲ့ဆေးပေးမယ်သွေးကျက်ဆေးပေးမယ်အခုနှလုံးအားဆေးကိုလည်းပေးမယ် isosulfite mononitrate ဆိုတဲ့နှလုံးသွေးကြောချဲ့တဲ့ဆေးကိုလည်းကျွန်တော်တို့တစ်နေ့2ချိန်ပေးထားပြီးတော့အရေးပေါ်စောင့်ထားဖို့ isosulfite dinitrate ရှားအောင်မှာငုံတဲ့ဟာကိုလည်းပေးထားမယ်ဒီလော5လောမှာအပေးအများဆုံး carbidoin လောက်ကိုလည်းပေးထားမယ်ဆိုလို့ရှိရင်နှလုံးသွေးကြောကျဉ်သမားရဲ့ဆေး5မျိုးလောက်တောက်ရတယ်သွေးထဲမှာကြားတဲ့သွေးထဲမှာအဆီကြားတဲ့ atorvastatin သွေးကျဲဆေး aspilan ပြီးတော့ရှင်နှလုံးအားဆေး trimetazine နဲ့ isosulfite mononitrate ဆိုလို့ရှိရင်4မျိုးဖြစ်သွားပြီနောက်ဆုံးတစ်ခု carbidoin လောက်ဆိုလို့ရှိရင်5မျိုးဖြစ်သွားပြီဒီ5မျိုးလောက်ကနှလုံးယောဂတွေအကုန်လုံးကပေါင်းပြီးတောက်နေရတဲ့ဆေးတွေဖြစ်တယ်အကယ်လို့နှလုံးယောဂတွေကသွေးတိုးရှိလာပြီဆိုလို့ရှိရင်လည်းသွေးပေါင်ကျဆေးဖြစ်တဲ့ကျွန်တော်အရင်သင်ခန်းစာမှာသင်ခဲ့တဲ့ amlodipine ကိုပါပေါင်းပြီးတောက်ရမှာဖြစ်တယ်ကဲကောင်းပြီနောက်တစ်ခုကကျတော့နှလုံးခုန်မြန်ဆေးလို့ကျွန်တော်တို့ကရေးထားတယ်နှလုံးခုန်ဘာကြောင့်မြန်လဲမြန်ဆေးလို့ဒီထက်မှာကျွန်တော်ထည့်ရလဲဆိုလို့ရှိရင်တော့နှလုံးကခဏခုံရတယ်မြန်ခုံနေတာပဲမြန်ခုံလို့အောက်ဆီဂျင်နဲ့ပို့လို့ရတယ်နောက်ပိုင်းကျတော့မြန်မခုံနိုင်တော့တဲ့အခါမှာနှလုံးကကြာဆုံးပြီးရက်သွားနိုင်တယ်အဲတော့နှလုံးခုံတအားငေးသွားတဲ့အချိန်မျိုးမှာအသက်ကယ်ကိုကျွန်တော်တို့ကနံပါတ်1 atropine
ပေးတယ်နှစ်နဲ့3ကျွန်တော်မပြောတော့ဘူးနံပါတ်1 atropine ကိုကျွန်တော် IV အကျော်စေးပေးတယ်1 mg ကိုပေးတယ်3 to 4 minutes ဆိုတာ4မိနစ်ကနေ3မိနစ်ကနေ4မိနစ်ချားစီတိုင်းမှာ PRN ဆိုတာလိုသလိုပြန်ပြီးတော့သုံးနိုင်တယ်အများဆုံးကတော့3 mg 3ချိန်ပဲသုံးနိုင်တယ်အဲ့လိုသုံးလိုက်ချင်းအပြင်နှေးနေတဲ့เนาะကြာဆုံးနေတဲ့နှလုံးကိုသွားနှိုးဆော်ပြီးတော့မြန်လေးပြန်ပြီးတော့ခုန်တာမြန်လာစီမှာဖြစ်တယ်နှလုံးကိုအားပေးတဲ့ဆေးဖြစ်တယ်ဒါတက်ကယ်ဆေးလို့လည်းခေါ်တယ်နှလုံးရက်သွားရင်တိမ်ပေါ်မှာဆိုလို့အစတော့မြန်ခုန်တယ်နှလုံးကနောက်ပိုင်းကျတော့နှလုံးကသူ့ဆေးတွေကတွေးကြောချင်းတော့ပျက်စီးသွားတဲ့အခါကျတော့ခုန်နေပဲခုန်တော့မယ်အဲ့ခါကျရင်အတက်ကယ်ဖို့အတွက်ပြန်ပေးတာနံပါတ်1နဲ့3နဲ့ဆေးကိုကျွန်တော်အောက်မှာထပ်ရှင်းပြမယ်နံပါတ်1 3ဆေးကအောက်မှာပြန်ပြီးပါလာမယ်ကဲအောက်မှာကျွန်တော်နှလုံးညှစ်အားများမြန်ပြီးသွေးကြောကျဉ်းစေပြီးသွေးပေါင်ပြန်တက်စေတဲ့ဆေးတဲ့နှလုံးညှစ်အားများရင်သွေးပေါင်တက်မယ်သွေးကြောကျဉ်းလည်းသွေးပေါင်တက်မယ်ဆိုတော့ကျွန်တော်သွေးတို့သင်ခန်းစာတွေမှာပြောခဲ့တယ်ဒီဆေးတွေကကျွန်တော်လုံးဝသွေးပေါင်တွေကျနှလုံးကလုံးဝရက်ခံနေသွေးပေါင်တွေလည်းတအားကျသွားတဲ့အချိန်မှာသုံးတဲ့တက်ကယ်ဆေး5မျိုးဖြစ်တယ် adrenaline epinephrine norepinephrine dopamine နဲ့ dopamine ဆိုပြီးဖြစ်တယ် adrenaline ကအသားသေးသုံးလို့ရတယ် 0.5 ml ချက်ချင်းဒီနှလုံးရက်ခံနေနှလုံးလုံးဝငေးနေပြီးတော့သွေးပေါင်တွေတအားကျသွားရင်ချက်ချင်းတက်ကယ်ဆေးအနေနဲ့သုံးလို့ရတယ်အကယ်လို့မတိုးသေးဘူးဆိုလို့ရှိရင် adrenaline အပါဝင်အောက်မှာရှိတဲ့ဆေး5မျိုး4မျိုးတွေကတစ်မျိုးကျွန်တော် infusion ဆိုတဲ့ drip ချိတ်လို့ရတယ်အဲ့ခါကျလို့ရှိရင် adrenaline က 0.5 ml ကို NS 900 ml ဆိုတဲ့ drip ဘူးထဲမှာရောချိတ်တယ် epinephrine norepinephrine dopamine dopamine ကိုကျွန်တော်ဒီမှာပြထားတဲ့ rate တိုင်း 0.01 နဲ့1 microgram ထိ10 ကီလိုရှိတဲ့သူကိုကျွန်တော်10မိနစ်မှာချိတ်တယ်အဲ့တော့10မိနစ်မှာ10 ကီလိုရှိတဲ့သူ 0.01 နဲ့1 microgram ထိချိတ်တယ်အဲ့တော့ဒါကတော့အနည်းများပေါ်မူတည်ပြီးတရားနဲ့တရားမတူချိတ်ရမှာဖြစ်တယ်အကယ်လို့ तू ကတွေးပေါင်နဲ့အရန်ကြီးကိုမှကြာနေပြီဆိုလို့ရှင်တော့1ထိကျွန်တော်တို့ကသွားလိုက်မယ်တွေးပေါင်တိတ်မကြသေးဘူးဆိုလို့ရှင်တော့ 0.01 ထိကျွန်တော်တို့ပြန်ပြီးတော့စုပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဆက်စချင်းဆိုလို့ရှင်တော့1လောက်ထိတိုးပြီးတော့ချိတ်ရမှာတဖြည်းဖြည်းနဲ့တွေးပေါင်ကပြန်တက်လာပြီဆိုလို့ရှင်တော့ 0.01 ထိကျွန်တော်တို့ short ပြီးတော့တွေးပေါင်ပြန်ပြီးတော့နေရာမှန်တဲ့အထိပြန်ချိတ်ပေးလိုက်မှာဖြစ်တယ် dopamine နဲ့ dopamine ဆိုလို့ရှင်ဆေးမှာသုံးများတယ် dopamine က 0.5 ကနေ20 microgram ထိအနည်းဆုံးကနေအများဆုံးထိဆိုတော့တော်တော်လေး range ကရှိရင်เนาะ dopamine ဆိုလို့ရှင် 2.5 ကနေ20 microgram ထိ range ရှိတယ်ဒါကိုကျွန်တော်တို့ကဆက်နဲ့စနစ်တကျလူကို drip ချိတ်ပေးရတယ်အရာမျိုးပဲဖြစ်တယ်ပြောရမယ်ဆိုရင်တော့လူလက်နဲ့ပုံမှန် glucose တွေ sodium တွေချိတ်တယ်မျိုးချိတ်တာမျိုးမဟုတ်ပဲ glucose တွေ potassium glucose တွေ NS တွေချိတ်တာမျိုးမဟုတ်ပဲနဲ့ဆေးရုံမှာကျွန်တော် balance မိနစ်မှာ balance ဆက်ချရမလဲဆိုတော့ဆက်နဲ့စနစ်တကျချိတ်တဲ့အရင်အရေးပေါ်သုံးရအရေးကြီးဆေးမျိုးတွေဖြစ်တယ်ကဲဒီသင်ခန်းစာရဲ့အနှစ်ချုပ်ကတော့အဓိကအရေးကြီးဆုံးဆေးကိုပဲပြောမယ် trimetazidine isosulfite mononitrate နဲ့ dinitrate နဲ့ carvedilol metoprolol ပဲဖြစ်တယ်